မိတ်ဆွေကဂျပန်နိုင်ငံကိုလာဖို့အတွက်ကိုစူးစမ်းနေရလူတယောက်လားဒါမှမဟုတ်ဂျပန်မှာနေပေမဲ့လမ်းပြောင်းနေတယ်လို့မျိုးခံစားနေရလားခဏလေးပါဒီနေ့မှာဆိုလို့ရှိရင်တော့သင်တို့ရဲ့အခက်အခဲတွေကိုဖြေရှင်းပေးဖို့အတွက်ကိုတင်ထန်ရောက်ရှိလာတဲ့ application လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီ application လေးနာမည်ကတော့ Iowa app လို့ခေါ်ပါတယ်ဒီ mobile application လေးရဆိုလို့ရှိရင်တော့ဘာအခါချင်းငွေမှာပေးစရာမလိုဘဲနဲ့အခမဲ့အသုံးပြုလို့ရအောင်ပါကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်ဂျပန်နိုင်ငံကိုလာဖို့ဆိုတာကမိမိပိုင်ဆိုင်တဲ့တန်ဖိုးကြီးဥစ္စာတွေကိုရောင်းချပြီးတော့မှလာကြရတာလေဒါပေမဲ့လို့တကယ်လက်တွေ့ဘဝမှာကြာလို့ရှိရင် agent တွေကြောင့်အလုံးမရတာတွေတကယ်တမ်းဒီကိုရောက်လာပြီမဲ့လို့အိမ်ကားရတာခက်ခဲတာတွေနဲ့နောက်ဆုံးပတ်ဆက်နေပါလိန်ခံလဲရတာတွေကကျွန်တော်တို့ဘဝအတွက်တကယ်ကိုအိမ်မဆိုးတွေပါပဲဒါကြောင့်ပဲ iOS ကိုလူငယ်တွေကမြန်မာတွေချင်းချင်းအလိညာကင်းကင်းနဲ့ဂျပန်မှာအဆင်ပြေစေဖို့အတွက်ကို Urban Life Platform တစ်ခုအနေနဲ့ဖန်တီးခဲ့တာပါဒါဆိုလို့ရှိရင်ဒီ app ထဲမှာဘာတွေလုပ်လို့ရလဲဆိုလို့ရှိရင်ရှာဖွေသူတွေအနေကတော့ယုံကြည်စိတ်ချရတဲ့အလုပ်ကိုင်တွေကိုရှာဖွေလို့ရတဲ့အပြင်ဟိုမှာဒါအိမ်ငါဖို့နေရာတွေနဲ့ဗီဇာသတင်းအချက်လက်တွေကိုစိတ်ကြိုက်ရှာဖွေလို့ရပါတယ်မျှဝေသူတွေအတွက်ဒါကတော့ပုံမိုက်ပါတယ်ကို့မှာရှိတဲ့အလုပ်ကိုင်ခွင့်လန်းတွေကိုကိုယ်တိုင်လာတင်လို့ရတယ်လို့မျိုးအိမ်ငါရမ်းတာတွေအခန်းပေါ်ရှာဖွေတာတွေကိုလည်းကိုယ်တိုင် post တင်ပြီးတော့လှုပ်ဆောင်နိုင်ပါသေးတယ်အကောင်းဆုံးကတော့ iOS ဆိုတာကဒါလှုပ်ရှာတဲ့သူတွေရောအလုပ်ခေါ်တာတွေရောဘာခါကြီးငွေမှာပြီးစရာမလိုပဲနဲ့ free အခမဲ့အသုံးပြုလို့ရတဲ့ platform လေးတစ်ခုဆိုတာပါပဲ။ကဲမိတ်ဆွေရဂျပန်မှာနေတဲ့သူတအုပ်ဆိုလို့ရှိရင်လည်းမိမိရဲ့ဂျပန်ရောက်ဖို့သူတာတွေနဲ့ဒါသတင်းအချက်လက်တွေကိုဒီ iOS ဆိုတဲ့ application လေးထဲမှာလာရောက်ပြီးတော့ sharing လုပ်ပေးလို့လည်းရပါသေးတယ်။အခုဆိုလို့ရှိရင် iOS မှာ referral program တွေလည်းရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ page ကို like and follow လေးလုပ်ထားလိုက်ပါ။ဒါမှပဲ program တွေလာတဲ့အခါ campaign တွေလာတဲ့အခါမှာမိမိကသိရှိရမှာပဲဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာတွေချင်းချင်းတယောက်နဲ့တယောက်ကူညီကြရင်းနဲ့ဂျပန်အိမ်မက်တွေကို iOS နဲ့အတူတူကောင်းလေးခေါ်ကြရ